ရှေ့လေပိုင်းစစ်မီးကပို့ပြီးတော့တောက်လောင်လာတာနဲ့အမျှပေါ့နော်အခြားနိုင်ငံတချို့ကပါဒီပွဲထဲမှာပါဝင်လာနိုင်ခြေရှိတဲ့ပုံစံမျိုးတွေလည်းမြင်တွေ့နေရပါတယ်ဒါအပြန်ကလန်ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်မလို့ပေါ့နော်ထိခိုက်မှုတွေပို့ပြီးတော့ပြင်းထန်လာရလည်းတွေ့ရတယ်ပြီးတော့ဒီစစ်မီးကြောင့်မလို့ပေါ့နော်ဒါရေနံသဘာဝဓာတ်ငွေ့ဒီရွှေဈေးဘာညာဒါတွေကအစအကုန်လုံးဒါဈေးတွေတက်လာရလဲတွေ့ရပါလိမ့်မယ်တချို့နေရာတွေမှာဆိုရင်ဒီလောင်စာစီတွေကအစပေါ့နော်ဒါကန်သက်ထင်းချုပ်တဲ့ပုံစံမျိုးတွေကစရှိလာနေပါပြီတချို့ကြောက်လဲကြိုတင်စုဆောင်းတဲ့ပုံစံမျိုးတွေနဲ့ဒါဝယ်ယူနေတာမျိုးတွေလည်းတွေ့ရပါတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေကဘယ်လောက်ထိပြင်းထန်လာမလဲဘယ်လိုအနေအထားထိရောက်သွားမလဲဆိုတဲ့ဟာမျိုးတွေကိုတော့ဒါမသိရသေးဘူးပေါ့လေနော်ဒါကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်အဲ့ဒါကတော့ဒါနိုင်ငံတကာရေးနဲ့ပတ်သက်လို့ပေါ့နော်ဒါဒီရက်ထဲမှာဖြစ်နေတဲ့အရာတွေပေါ့နော်ဒီထက်ပို့ပြီးတော့အသေးစိတ်ကြတဲ့အချက်လက်မျိုးတွေကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုနဲ့ထပ်ပြီးတော့တင်ပြပေးပါမယ်လောလောဆယ်မှာတော့ကျွန်တော်တို့ဒါပြည်တွင်းမှာဖြစ်ပျက်နေတဲ့ကျွန်တော်တို့ဒါမြန်မာဒေါ်လာရင်းနဲ့ပတ်သက်လို့ပေါ့နော်သတင်းတွေလည်းရှိပါတယ်အဲ့တော့ပလဲနဲ့ပတ်သက်လို့လည်းဒါဒီရက်ထဲမှာအားလုံးသိတဲ့အတိုင်းပေါ့နော်ဒါစစ်ကောင်စီဘက်ကစစ်ကြောင်းတွေနိုင်ငံထိုးလာတွေရှိတယ်စစ်ကြောင်းထိုးပြီးတော့ဒါတိုက်ပွဲတွေလည်းစပြီးတော့ဖြစ်ပွားနေတာရှိလာပြီးပထမဆုံးသူတို့တွေစစ်ကြောင်းစပြီးတော့ထိုးလာတဲ့ချိန်တုန်းကကြတော့စီးရုံးတဲ့ပုံစံမျိုးတွေလောက်လာတယ်ပေါ့နော်ဒေသခံပြည်သူတွေကိုစီးရုံးတဲ့ပုံစံမျိုးတွေပူးပေါင်းပါဝင်ပေးကြဖို့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော်ဒါမဆိုင်ဘူးပြည်သူနဲ့မဆိုင်ဘူးငါတို့ကဒါတော်လိုင်းတပ်ဖွဲ့တွေကိုပဲလုံမှာဆိုတဲ့ပုံစံမျိုးဒီလိုရည်ရွယ်ချက်မျိုးနဲ့လှုပ်ဆောင်ခဲ့တာရှိပေမဲ့တကယ်ဇာတိပြလာတဲ့ချိန်ကျတော့ဒါပြည်သူတွေနေထိုင်ပါတယ်ဆိုတဲ့နေရာတွေကြေးရွာတွေဒီနေရာတွေကိုဝင်ရောက်စစ်ကြောင်းထိုးပြီးတာနဲ့မီးရှို့ပြီးတာနဲ့ဖျက်ဆီးဒါမျိုးပုံစံမျိုးတွေပြန်ပြီးတော့လှုပ်လာတာပါပဲပေါ့နော်အဓိကတော့စစ်ကောင်စီရဲ့ဇာတိကဒါပဲဒီကောင်လုံနေကြအလုပ်ကလည်းဒါပဲဆိုတာကိုသိစေချင်တာပါဒီလိုမျိုးအပြောတွေအောက်မှာဒါကျွန်တော်ပြည်သူတွေယုံလွယ်ကြဖို့လိုပါတယ်တေချာတာကတော့အညာကအဖွဲ့တွေဒီဒေတာကအဖွဲ့တွေကတော့ယုံစရာအကြောင်းမရှိဘူးပေါ့နော်စစ်ကောင်စီရဲ့လုပ်ရက်တွေကိုမြောက်ဝါတင်တွေ့မြင်ခန်းစားနေရတဲ့နေရာတွေဖြစ်တဲ့အတွက်ဒါတွေကိုယုံကြည်ရှိမှလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကမြေပြင်စစ်ကြောင်းတွေဒါစစ်ကြောင်းထိုးတဲ့အပြင်လေကြောင်းကနေလည်းလေကြောင်းဖိအားပေးတာတွေဇက်တိုက်ဆိုသလိုလှုပ်လာတယ်ပရာမိုတာတွေနဲ့ပါဘုံကျဲတိုက်ခိုက်တာမျိုးတွေလည်းလှုပ်လာတယ်တိုက်ပွဲကနေ့စဉ်ဖြစ်ပွားနေပြီးတော့နှစ်ဖက်ထိခိုက်မှုတွေလည်းရှိတယ်ဒီထဲကမှပေါ့နော်စစ်ကောင်စီဘက်ကပို့ပြီးတော့ထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းရင်းတွေလည်းရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေပေါ့နော်ပို့ပြီးတော့ပြင်းထန်လာတယ်အရင်နဲ့မတူတဲ့ပုံစံမျိုးတွေနဲ့တိုက်ခိုက်နေရလည်းရှိလာတယ်အရင်တော့ကဒီသူတို့ရဲ့မြို့တွေတိုက်ခိုက်ခံရပြီသူတို့နေရာတွေဌာနချုပ်တွေတိုက်ခိုက်ခံရပြီဆိုရင်တော့မှပဲလေကြောင်းပစ်ကူကိုပေါ့နော်တစီးနှစ်စီးဒီလိုပုံစံမျိုးနဲ့ခေါ်တဲ့အနေထားကနေခုဆိုရင်လေကြောင်းပစ်ကူကိုပေါ့နော်၃စီးတစ်ပြိုင်နက်တနေရာတဲကိုဒါတိုက်ခိုက်ဖိအားပေးတဲ့ပုံစံမျိုးတွေလည်းရှိလာပါတယ်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေပြီဆိုရင်ဒါသိကြတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့အခြေအနေတရက်ကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်နားထောင်သွားကြပါမြေပြင်မှာသူတို့စစ်ကြောင်းတွေအထိနာနေတယ်ဒါပိတ်ဆို့ခံနေရတယ်ဒါမှမဟုတ်လည်းအသေးပြောက်တွေများနေတယ်ဆိုတဲ့ဟာကတော့ဒါလုံးဝသက်သေပဲပေါ့နော်အဲ့တော့လေကြောင်းတွေအသေးအတန်သုံးနေရပြီဆိုတဲ့ကမြေပြင်မှာသူတို့ရဲ့စစ်ကြောင်းတွေထိနာနေပြီဒါကြောင့်မလို့သတင်းကောင်းတွေထပ်ပြီးတော့ထွက်ပေါ်လာအောင်မယ်လို့လည်းဒါယူဆပါတယ်နောက်ထပ်သတင်းတစ်ခုထပ်ပြီးတော့ကျွန်တော်တွေးလိုက်မိတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီကဒီ plan နယ်ဘက်မှာပေါ့နော်ဓာတ်ရုပ်ဘုံတွေသုံးပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတစ်ခုလည်းတွေ့ပါတယ်ဒီဓာတ်ရုပ်ဘုံတွေအသုံးပြုတိုက်ခိုက်တာကြောက်မလို့ပေါ့နော်ဒါတော်လိုင်းတပ်ဖွဲ့အနေနဲ့ဒီမူးဝေတာတွေအော့အန်နာတွေမျက်စိတွေဆက်တာတွေပေါ့နော်ဒါသွေးကြောပေါက်တာတွေဒါမျိုးပုံစံအရေးကြီးမှုတွေပေါက်တာမျိုးဒါမျိုးပုံစံမျိုးတွေလည်းဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ဖြစ်နိုင်ခြေရှိတယ်ဆိုတော့ရှေ့မှာနထိုးကြီးကတပ်ဖွဲ့တွေကစအဲ့လိုမျိုးပေါ့နော်ဒီ acid ဘုံတွေကစကျဲချပြီးတော့လုတ်ခဲ့တာတွေရှိတဲ့အတွက်ပေါ့နော်အရေးပြားတွေဒါထိခိုက်ပျက်စီးတာတွေလည်းဒါတွေ့မြင်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးပဲဒါတောင်ပိုင်းမှာတော့ကလည်းပေါ့နော်စစ်ကောင်စီကအဲ့လိုပုံစံမျိုး concrete တိုက်ပွဲတွေမှာအသုံးပြုခဲ့တာတွေ့ရပါတယ်အဓိကတော့အဲ့လိုမျိုးဘုံကျဲချလိုက်တယ်ဒါတို့ဘုံကျဲချလိုက်ပြီဆိုတဲ့အချိန်မှာဒါထွက်ပေါ်လာတဲ့ဒီအငွေ့တွေကြောင့်မလို့တပ်ဖွဲ့တွေကမူးဝေအော့အန်ပြီးတော့နောက်ဆုံးဒီလူတွေကအစပြစ်လဲမူးဝေအော့အန်နောက်ဆုံးလေးဘက်ထောက်ပြီးတော့သွားရတဲ့နေထားပေါ့နော်ပြီးရင်အဲ့လိုမျိုးဖြစ်နေလို့တခြားဒါကောင်းနေတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကသူ့တပ်ဖွဲ့ဝင်တွေကိုသွားပြီးတော့ဆွဲတဲ့ခါကျရင်အဲ့ဆွဲတဲ့သူကအစအဲ့လိုပုံစံမျိုးတွေဖြစ်တနက်တွေပါမတည်ခြင်းဒါမျိုးပုံစံမျိုးတွေနဲ့ခွေခောက်သွားတဲ့အဖြစ်တွေရှိခဲ့ဘူးတဲ့အဲ့လိုမျိုးဟာကအခုဗလဲမှာလဲလှုပ်လာပြီပေါ့နော်လှုပ်လိုက်ဆိုတော့ထပ်ပြီးတော့သတိထားရမယ့်အကြောင်းအရာတွေဆင်ခြင်ရမယ့်အကြောင်းအရာတွေရှိလာတယ်ဘာလဲဆိုတော့စစ်ကောင်စီကအဲ့လိုမျိုးဒီဓာတ်ရုပ်ဘုံကျဲချလိုက်ပြီးပြီဆိုတဲ့အချိန်မှာနောက်ထပ်ဒီ damage ပေးတဲ့ဘုံကထပ်လိုက်လာအဲ့လိုမျိုးမတည်နိုင်မကူနိုင်ဖြစ်နေတဲ့အချိန်မျိုးလှုပ်လို့မရတဲ့အနေအထားမျိုးမှာနောက်ထပ်ဒါပောက်ကွဲရပြင်းထန်တဲ့ဘုံတွေနဲ့ထပ်ပြီးတော့ကျဲချလေးရှိတယ်ဒါကတော်တော်လေးသတိထားရမယ့်အရာဖြစ်တယ်နောက်တစ်ခုကဒီ gas mat တွေအရန်အရေးကြီးလာတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေအတွက်ကဒါလိုအပ်ချက်တွေပို့ပြီးတော့များလာတဲ့အနေအထားပေါ့ဗျာပြောမယ်ဆိုရင်မြေပြင်မှာဒီကြီးကအုတ်ထုတ်ကြီးကအင်ကြီးတောင်မှအပြည့်စုံဆင်ပေးနိုင်မှုအတွက်ဒါကျွန်တော်တို့ဒါခက်ခဲရုန်းကန်နေရတဲ့အနေအထားကနေအခုလိုမျိုးဟာတွေပါလိုအပ်လာပြီဆိုတော့ဒါကလည်းနောက်ထပ်စိန်ခေါ်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်လောလောဆယ်မှာတော့ဒီအိုင်နဲ့ပတ်သက်လို့အရင်ဆုံးအသုံးပြုနိုင်တဲ့ဟာတွေကဒီလက်တန်းအသုံးပြုနိုင်တဲ့ဟာတွေပေါ့လေနော်အဓိကတော့ဒါရေစိုးဝစ်ပေါ့နော်ရေအမြဲတမ်းထည့်သွားပြီးတော့ဝိစားတစ်ခုဒါမှမဟုတ်လဲဒါလေစည်းတစ်ခုပေါ့နော်အဲ့လိုဟာကိုရေနဲ့စွတ်ပြီးတော့နှာခေါင်းနဲ့ဒါမျက်လုံးထဲမှာစီးတာမျိုးပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့ကာကွယ်လို့ရတယ်ပြီးရင် mask တွေပေါ့နော်
တော့ဒါကိုဗစ်မှာသုံးတဲ့ mask တွေကိုနှစ်ထပ်ခံပြီးတော့အထဲထဲမှာဒါ tissue ကိုပေါ့နော်wet tissue ရှိရင်လည်း wet tissue အဲ့လိုမှမဟုတ်ဘဲနဲ့ tissue ကိုရေစုပ်ပြီးတော့ခံပြီးတော့ဒါနှာခေါင်းမှာစီးထားတာမျိုးနဲ့လေကာကွယ်ကြလေးရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့လက်တန်းလုံနိုင်တဲ့ຢာတွေဒီတက်ထိရောက်ချင်တယ်ဆိုရင်တော့ဒီ gas mask တွေကအရင်အရေးကြီးပါတယ်အဲ့တော့လိုအပ်ချက်တွေပို့ပြီးတော့များလာတာဖြစ်တဲ့အတွက်ပေါ့နော်ဒါတွေကိုလည်းဒါပြည်သူတွေဝိုင်းဝန်းပြီးတော့ဒါကူညီပေးကြဖို့အရေးကြီးပါတယ်အဖွဲ့မှာပါဝင်ဦးဆောင်နေကြတဲ့အဖွဲ့တွေအနေနဲ့လည်းပေါ့နော်ဒါတွေကိုသတိထားပြီးတော့ပြင်ဆင်စရာရှိတာတွေတက်နိုင်သလောက်ပြင်ဆင်ကြဖို့လိုတယ်ဆိုတာလေးလည်းကြံပေးကြပါတယ်ဒီလိုမျိုးစစ်ကောင်စီကကျူးလွန်နေတဲ့ဒါလူမဆန်တဲ့လောက်ရက်တွေစစ်ရာဇဝေးမှုတွေကိုလည်းကျွန်တော်တို့ဖော်ထုတ်နိုင်ဖို့ပေါ့နော်ဒါစောင့်ကြည့်နေတဲ့သူတွေစီကိုပို့ပွေးနိုင်ဖို့ဒါတွေကလည်းအရင်အရေးကြီးလာပါတယ်ပေါ့နော်လေကြောင်းတိုက်ခိုက်မှုကတော့အဲ့နယ်ဘက်မှာအပြင်းထန်လုပ်နေတဲ့အနေအထားရှိပါတယ်ဒါအပြင်ကမှဒါဇီးပြူကုန်းပြူရွာကိုဆိုလဲဒါစစ်ကောင်စီကဝိုင်းတွဲနေပေါ့နော်ရိတ်ခါတွေခရမ်းတွေထပ်ပြီးတော့ချပေးသွားတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့စစ်ကောင်စီဘက်မှာအခုလိုမျိုးထိထိတိုက်ပွဲတွေဖြစ်လာတော့ရိတ်ခါတွေခရမ်းတွေကသူတို့လည်းလိုအပ်တယ်ပေါ့နော်ချပေးနေရတယ်အဲ့တော့စစ်ကောင်စီတောင်မှအဲ့လောက်ထိလိုအပ်နေပြီဆိုရင်ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေလည်းလိုအပ်ပါတယ်အဲ့အတွက်လည်းဝိုင်းပြီးတော့ဖြည့်ဆည်းပေးကြစေချင်ပါတယ်နောက်တစ်ခုကအာခတ်တက်တော် A နဲ့ပတ်သက်တဲ့သတင်းတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာဒီစစ်ကောင်စီဘက်ကဘူးလက်လဆွေပေါ့နော်ဘူးလက်လဆွေအာချောင်တဲ့ကောင်ဒီကောင်ကဒါ AA ကိုဒီဒေးခေါ်ပြီးတော့တိုက်မယ်ဆိုတဲ့ပုံစံမျိုးပြောတာတွေ့ရတယ်သူကတော့အမြဲတမ်းအာချောင်နေတာပေါ့နော်ပြီးရင်သူပြောသမျှထဲမှာ AA အကြောင်းပဲပုံများတယ်ပေါ့နော်ပြောလိုက်ပြီဆိုရင်ပေါ့နော်တခြားအကြောင်းဆိုတာတဲ့ AA အကြောင်းဆိုရင်သူပို့ပြီးတော့ပြောလို့ရှိတယ်ပေါ့နော်အဲ့တော့ AA ကိုပထွေးမုံနေတဲ့ကောင်လို့ပဲပြောရမယ်ပေါ့နော်ဘာတွေလောက်ခံခဲ့ရလဲတော့ဒါကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့ AA ကဖြစ်လဲဖြစ်တင်ပါတယ်ဒါဖြစ်လို့လဲဆိုတော့အခါတက်တော့ AA ကအခုလက်ရှိမှာစစ်ကောင်စီကိုအပြင်းထန်ကြိတ်နေတဲ့အဖွဲ့ထဲမှာထိတ်ဆုံးကပါတယ်ဗောနော်အဲ့ဒါကိုဒါဘူးလက်လဆွေကဘယ်လိုပြောလဲဆိုတော့ဒီဂျာမနီနဲ့အင်္ဂလန်ဒီဥစ္စာကိုသူကဥမာပေးပြီးတော့ပြောသွားသေးတယ်ဗောနော်အဲ့တော့ဂျာမနီကဒီတက်တော်ကြီးတွေပုံစံတွေဖွဲ့ပြီးရတယ်မြို့တွေတစ်မြို့ပြီးတစ်မြို့ဒါသိမ်းသွားတယ်ဗောနော်သိမ်းသွားတဲ့အချိန်မှာအင်္ဂလန်ကနောက်ဆုံးအင်္ဂလန်ကျွန်းလေးပဲကြံတယ်ဗောနော်အဲ့ကျွန်းကနေမှအင်္ဂလန်ကဘာလုပ်လဲဆိုတော့ဒီဒေးပြန်ခေါ်ပြီးတော့ဗောနော်ပြန်ပြီးတော့ဒီဒေးခေါ်ပြီးတိုက်လိုက်တဲ့ဟာမှာမြို့တွေတစ်မြို့ပြီးတစ်မြို့ပြန်ရတယ်နောက်ဆုံးဒါဟစ်တလာနဲ့သူမိမကဘန်ကာထဲမှာပဲဗောနော်စိတ်တောက်ပြီးတော့တည်သွားရတယ်ဆိုတဲ့ပုံစံမျိုးသူကဥမာပေးပြီးတော့ပြောသွားတာကျွန်တော်တို့ရခိုင်ကိုခုကျွန်တော်တမတော်အင်အားစုပြီးတော့ဘယ်နည်းဒီဒီကြာလာမလဲကျွန်တော်မှန်းတာကတနည်းအတွင်းတော့ဖြစ်နိုင်တယ်ဒီဒီရဲ့ဖြစ်မဲ့နေရာတော့ဒါတမတော်ကာဝေးဦးစီးချုပ်စိတ်ထဲမှာရှိမယ်ဘယ်သူမှတော့သိနိုင်မှာမဟုတ်ဘူးအဲ့တော့အဲ့လိုဒီဒီနီးနဲ့ပြန်တိုက်လိုက်ရင်ကျွန်တော်တို့တစ်မျိုးပြီးတစ်မျိုးပြန်ရမယ်ပြန်ရလို့ရှိရင်ထုံးမြနိုင်တို့အုပ်စုကတော့ဘန်ကာထဲမှာအစိတ်တောက်သေးကိုမျိုးပြင်ထားလိုက်အဲ့ဒါပြောတာဒီစားပါတယ်အဲ့သူထပ်ပြောသေးရအဲ့ပါလဲဆိုတော့ DJ ခေါ်မဲဟာကတော့တဲ့ဒါမင်းအောင်လိုင်ပေါ့နော်ဒီတက်ချုပ်ကြီးမင်းအောင်လိုင်ရဲ့စိတ်ထဲမှာပဲရှိနေမှာပေါ့နော်ဘာစိတ်ထဲမှာပဲရှိမယ်ပေါ့နော်အဲ့တော့ DJ နီးနဲ့ပြန်ပြီးတော့တိုက်မယ်ဆိုရင်တစ်မျိုးပြီးတစ်မျိုးပြန်ရမယ်တဲ့ပြန်ရလို့ရှိရင်တဲ့ AA ကဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့အုပ်စုကတဲ့ဘန်ကာထဲမှာပဲအစိတ်တောက်ပြီးတေဖို့ပြင်ထားလိုက်ဆိုတဲ့ပုံစံမျိုးသူကပြောသွားတာပေါ့နော်တကယ်လဲရည်စရာကောင်းတယ်ပေါ့နော်ရည်စရာကောင်းတယ်အခါတော့ AA ဆိုတာကဒါဂျာမနီမဟုတ်လို့ပေါ့နော်စစ်ကောင်စီဆိုတာကလည်းအင်္ဂလန်မဟုတ်ဘူးပေါ့နော်အခြေအနေတွေချင်းကလည်းဒါတူညီနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ပြီးတော့စစ်ကောင်စီဆိုရင်အခုလက်ရှိနေထားရနီလန်းအကုန်ကိုသုံးနေတာအခါတော့ရှိပါတယ်ဆိုတဲ့နေရာတွေအခါတော့ AA နဲ့ရင်ဆိုင်နေရပါတယ်ဆိုတဲ့စစ်မျက်နှာတွေအကုန်လုံးမှာနီးပေါင်းစုံကိုသုံးပြီးတော့ချနေတာတချို့နေရာတွေမှာဆိုရင်ဒါပရာမိုတာတွေကစပါလာပြီး drone တွေဟော်ဝီဇာတွေပြီးရင်လေကြောင်းမှာမှတိုက်လေရင်တွေရဲရင်တွေဒါတွေလည်းအစုံသုံးနေရတယ်လို့ဝိုင်းတွဲတွေကမှအစဘုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်နေတဲ့အနေထားကနေသူတို့ဒီနေရာကနေကိုရှေ့ဆက်မတက်နိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးကျဲလို့မြေပြင်မှာနိုင်နေလားဆိုတော့လေလုံးဝတိုးလို့ကိုမပေါက်တဲ့အနေထားအဲ့ဒီအနေထားကကာလရှည်ကြီးဖြစ်နေပြီပေါ့နော်ကာလရှည်ကြီးဖြစ်နေပြီပို့လိုက်တဲ့အင်အားတွေဆိုတာလေဒါယာကနန်းလို့တောင်ပြောလို့မရတော့ထောင်ကနန်းအထက်မှာပဲရှိတယ်တကယ်ကိုထောင်နဲ့ချီတဲ့အင်အားတွေကိုပို့ခဲ့တာဖြစ်တယ်အဲ့ဒီလိုမျိုးပို့ခဲ့တာတော့မှပဲဖမ်းဆီးခံရတာတွေတေဆုံးတာတွေပြီးရင်ဒါထွက်ပြေးတာတွေကဒါယာနဲ့ထောင်နဲ့ချီတယ်ပေါ့နော်အခုတော့မှဒါရုပ်သံဖိုင်တစ်ခုပြန့်နှံ့နေတာရှိပါတယ်စစ်ကောင်စီစစ်သားအပုံလိုက်ကြီးဒါပင်လယ်ကမ်းခြေတနေရာမှာဖမ်းခံထားရတဲ့ရုပ်သံပေါ့နော်အဲ့တော့မနှဲမနှောကြီးပေါ့နော်ယာကနန်းလောက်တောင်ရှိမယ်လို့ထင်တယ်ပေါ့နော်ဘယ်နေရာမှာလဲဘယ်ပွဲတုန်းကလဲဘယ်အချိန်ကလဲဆိုတာတော့အတီးပြုတ်နိုင်ခြင်းမရှိဘူးသတင်းဌာနတွေကဒါတချို့မီဒီယာပိုင်းကလည်းတင်လာတာတော့ရှိတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ရခိုင်ခြေစိုက်မီဒီယာတွေကအစဒီဥစ္စာနဲ့ပတ်သက်လို့အတီးပြုတ်နိုင်တဲ့အနေအထားတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့စစ်ကောင်စီစစ်သားတွေဆိုတာတော့သေကြတယ်ဖမ်းခံရတဲ့ဟာကစစ်ကောင်စီစစ်သားတွေဆိုတော့သိကြအဲ့တခုနဲ့တင်ကျင့်တတ်တယ်ဗျာကျွန်တော်တို့ကတော့အဲ့တော့စုံစမ်းကြည့်ရသလားဒါသတင်းတွေထွက်နေပါတယ်ဆိုတော့ကြောက်ဖြူဟာဖြစ်စဉ်လည်းမဟုတ်ဘူးလို့ဒါကျွန်တော်သိရတယ်ပေါ့နော်ဆက်ပြီးတော့အတီးပြုတ်နိုင်မှုအတွက်လည်းဒါမီဒီယာတွေကလည်းစူးစမ်းနေကြတယ်ဒါကျွန်တော်လည်းလိုက်ပြီးစုံစမ်းနေဒါပေမဲ့အတီးမပြုတ်နိုင်သေးဘူးပေါ့နော်သိကြတာကတော့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲစစ်ကောင်စီအင်အားယာနဲ့ချီကအခါတော်အေးတပ်ဖွဲ့တွေစီမှာလက်နဲ့ချရတဲ့ဒါဖန်ဆီးခံရတဲ့ယာနဲ့ချီတဲ့ဗီဒီယိုတစ်ခုဖြစ်တယ်ဒါကတော့အမှန်ပဲပေါ့နော်ဒါအဖြစ်မှန်မှတ်တမ်းတစ်ခုဆိုတာတော့သိကြတယ်
来嘛来。呀，那么要么就开枪，对不对？ အဲ့တော့ဒီလိုမျိုးအကြီးအသွေးတွေပြေဝနေတဲ့စစ်ကောင်စီစစ်သားတွေနဲ့ပေါ့နော်သူကဒီဒေးခေါ်ပြီးတိုက်မယ်ဆိုတော့ကျွန်တော်မှရီလဲရတဲ့ဦးတွေပါနာအဲ့တော့စိတ်ဝင်စားစရာတော့ကောင်းနေပါပြီအဲ့တော့ဒီလိုမျိုးသာဒီစစ်သားတွေနဲ့ပေါ့နော်စစ်ကောင်စီဘက်ကအဲ့လိုမျိုးအကြီးအသွေးတွေပြေဝနေတဲ့စစ်သားတွေနဲ့ဒီဒေးခေါ်ပြီးတိုက်မယ်ဆိုရင်အာခတ်တက်တော်အေးအနေနဲ့လည်းပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားတင်ပါတယ်အဲ့ဒါဘာလဲဆိုတော့အချုပ်ခန်းတွေတိုးချက်ပြီးတော့စောက်လုပ်တာမျိုးတန်ချေချင်းတွေဒါပို့ပြီးတော့များများရအောင်တခါတည်းရှာဖွေပြီးတော့စုဆောင်းပြင်ဆင်ထားတာမျိုးပြီးရင်ကျိုးအရှိကြီးတွေပေါ့နော်တယောက်တည်းကိုလိုက်ချီနေတာမျိုးမဟုတ်ဘဲနဲ့လုံးဝအတန်းလိုက်ကြီးဟိုးရင်တော့ဒါချီတဲ့ပုံစံမျိုးပေါ့နော်ရှေ့ကတိုက်ပွဲတွေမှာချီတဲ့ပုံစံမျိုးချီနိုင်အောင်ကျိုးအရှိကြီးတွေကြိုတင်ပြီးတော့ပြင်ဆင်ထားတာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေကြာကြိုပြီးတော့လှုပ်ဆောင်ထားတဲ့နေဆိုတဲ့ဟာပေါ့နော်ပြီးရင်လဲဆိုင်ခိုင်းပေါ့နော်ဒီကောင်လေးမိလာတဲ့ခါကျရင်လဲဆိုင်ခိုင်းကိုစားမဲ့ဟာကိုယ့်ဘက်ကိုရှာဖွေပြီးတော့စားခိုင်းစိုက်ပြိုးခိုင်းအင်းကနေပတ်စံမာခိုင်းအဲ့လိုပုံစံမျိုးပဲဒါလှုပ်တင်ပါတယ်ပေါ့နော်အဲ့ရလေးလည်းပြင်ဆင်ထားတင်ပါတယ်လို့ဒါဘူးလက်လားဆိုပြောချင်တာပေါ့နော်ပြီးတော့ရခိုင်ပြည်စစ်ပွဲတွေကစစ်တွေမျိုးနီးမှာလဲပေါ့နော်ဒီရက်ထဲမှာထူးခြားတဲ့ဖြစ်စဉ်တွေရှိလာပါတယ်ဒါစစ်တွေမျိုးနီးဒါရွှေမင်းကန်ရေတက်စကန်နဲ့ကာကင်းစကန်အချို့ကိုလည်းအာခတ်တက်တော်အေးတပ်ဖွဲ့တွေကဒါထိုးစစ်ဆင်နေရဆိုပြီးတော့သိရတယ်မေလ28ရက်ကနေစပြီးတော့စစ်တွေမျိုးနဲ့ဒါဇော်မတက်ကန်ကောကျွန်းတောကန်ရာတန်ကြံတော်စတဲ့ကြေးရွာတွေအနီးကကာကင်းစခန်းတွေပါပြီးရင်ရွှေမင်းကန်ရေတက်စကန်ပြီးရင်ဓာကစားစစ်တွေရဲ့ဌာနချုပ်ဒီလိုအနီးနားမှာရှိပါတယ်ဆိုတဲ့နေရာတွေကိုဒါလက်နက်ကြီးတွေ drone တွေနဲ့ပစ်ခတ်တိုက်ခိုက်ထိုးစစ်ဆင်နေတယ်ဆိုပြီးတော့အာခတ်တော် A နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေစီကနေပြီးတော့သိရပါတယ်အဲ့တော့ဘာပြောလဲဆိုတော့စစ်တွေမျိုးနယ်ကိုအရင်က A ကဝိုင်းပတ်ပိတ်ဆို့ထားတဲ့အခြေအနေကနေအခုတော့ထိုးစစ်ဆင်တိုက်နေပါတယ်တဲ့ကုန်းချောင်းရေချောင်းကနေထိုးနေတဲ့အနေထားပါတဲ့ဒါကစားဌာနချုပ်အနီးကကာကင်းစကန်တွေရွှေမင်းကန်ရေတက်စကန်ကိုပါထိုးစစ်ဆင်နေတဲ့တိုက်ပွဲကတော့အပြန်အလှန်ပြင်းထန်ဖြစ်ပွားနေပါတယ်ဆိုတဲ့ပုံစံမျိုးသိရပါတယ်အဲ့တော့ဒီတိုက်ပွဲတွေကြောင့်မလို့စစ်ကောင်စီကဒါစစ်တွေမျိုးမှာရှိတဲ့တပ်ရင်းတွေပေါ့နော်တပ်ရင်းဌာနချုပ်တွေကနေပြီးတော့လက်နက်ကြီးပစ်ကူပေးတာမျိုးတွေပုံနာကျွန်းရေသိတောင်မျိုးနဲ့အဆက်ကကြေးရွာတွေကိုဒါလက်နက်ကြီးတွေနဲ့လှမ်းပြီးတော့ပစ်ခတ်တာမျိုးတွေရှိနေတယ်ဆိုပြီးတော့ဒါစစ်တွေဒေသခံတွေစီကနေပြီးတော့လည်းသိရပါတယ်မျိုးတွေကနေလက်နက်ကြီးပစ်တဲ့နေအဆက်မပြတ်ကြားနေရတယ်သူပစ်ကိုပစ်အပြန်အလှန်ပစ်ခတ်နေကြတာပါတိုက်ပွဲတွေကတော့အရင်တုန်းကထက်ပြင်းထန်လာနေတယ်ဆိုပြီးတော့ပြောရမယ်မြို့တွေကနေစစ်ကားတွေနဲ့လည်းဒါကစားဌာနချုပ်ဘက်ကိုသွားတာရှိပါတယ်တဲ့အဲ့လိုချိန်တွေကတော့သိရတဲ့အတိုင်းပဲအဲ့လိုမျိုးတွေလှုပ်လှုပ်ရှားရှားတွေဖြစ်နေပြီးသွားနေလာနေရပြီးလက်နက်ကြီးတွေရန်တမ်းပစ်ခတ်နေရပြီဆိုရင်စစ်ကောင်စီတော်တော်ဖွဲ့စည်းပုံပြတ်နေတဲ့အနေအထားလို့ပြောရမှာဖြစ်ပါတယ်ပြီးတော့သူတို့ကိုတိုက်နေတာကလည်းအာရခတ်တပ်တော် A ဖြစ်တဲ့အတွက်ဒါသတင်းကောင်းတွေလည်းကြားရလိမ့်မယ်လို့ဒါယူဆပါတယ်ဒါပေမဲ့လွယ်ကူသလားဆိုတော့လေဒါတားကြီးလွယ်ကူနေမှာတော့မဟုတ်ဘူးစစ်ကောင်စီကလည်းဒီနေရာ၃ခုပဲကျန်တာဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားတာပါစစ်ကောင်စီကစစ်တွေမျိုးပေါ်မှာဒါလုံခြုံရေးတွေတိုးချဲ့ထားတယ်ဒါကစားဌာနချုပ်နီးမှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးတာတွေလုပ်တယ်အိမ်တွေကိုမိရှို့တယ်အဓိကတော့ပြစ်ကွင်းမြင်ကွင်းရှင်းတဲ့ပုံစံမျိုးတွေကစလုပ်တယ်အိမ်တွေကိုဖြိုချဖျက်ဆီးတာတွေလုပ်တယ်ပြီးအဲ့လိုမျိုးဖြိုချဖျက်ဆီးတာတချို့ဟာအိမ်တွေကလုံးဝခိုင်ခိုင်မာမာတိဆောက်ထားပါတယ်ဆိုရယ်ပြည်သူရဲ့နေအိမ်တွေအဲ့လိုမျိုးနေအိမ်တွေကိုဖြိုချဖျက်ဆီးပြီးတော့သူတို့အတွက်ဘန်ကာတွေကွန်ကရစ်တွေဒါမျိုးပုံစံမျိုးတွေကိုပြန်ပြီးတော့တိဆောက်တယ်ဆိုပြီးတော့လည်းသတင်းတွေသိရပါတယ်အဲ့ဒါဟိုးအရှိပိုင်းကနေကလုံနေတဲ့အလုပ်တွေပေါ့နော်အခုလည်းဒီလိုမျိုးပုံစံမျိုးတွေသူတို့တွေအများကြီးပြင်ဆင်ထားတယ်ပြီးတော့စစ်တွေမှာဒါတန်ရင်ဌာနချုပ်တွေအနေနဲ့ကလည်းအများကြီးရှိတော့ဒါအာရခတ်တပ်တော် A အတွက်လည်းလွယ်ကူတာတော့မဟုတ်ဘူးဒါပေမဲ့လည်းအာရခတ်တပ်တော် A ဖြစ်တဲ့အတွက်လည်းမမျှော်လင့်နိုင်စရာတော့အကြောင်းတော့မရှိဘူးပေါ့နော်ဒါလည်းထည့်ပြောမှာဖြစ်တယ်အဲ့တော့စစ်တွေမြို့နယ်မှာဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကစားစစ်တွေအဲ့ဒါရှိတယ်ပြီးရင်ကိုကဲမှုအောက်ကချင်းလင်းတရင်ချင်းမြန်တရင်ဒီတိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ဒီခလာရ20ခလာရ232ခလာရ290ခမရ344ခမရ354တက်တွေအပြင်ဒါအမှတ်7အမှတ်36ရဲတက်ရင်တွေဒီတက်ရင်တွေလည်းရှိသလိုကြားမတော့ကြေးရွာအနီးမှာရှိတဲ့အမှတ်908စစ်မြေပြင်အင်ဂျင်နီယာတက်ရင်တို့အပါဝင်ရွှေမင်းကန်ရေတက်စကန်ပွိုင်ကန်းကြီးမှာရှိတဲ့အမှတ်3ဗျူဟာရေတက်ဌာနချုပ်တို့လည်းစစ်တွေမှာရှိနေတာဖြစ်ပါတယ်အဲ့တော့မနှဲမနှောကြီးလို့တော့ပြောရမှာပေါ့နော်ဒါပေမဲ့လည်းရှေ့မှာတင်ခဲ့တဲ့မြို့နယ်တွေကိုကြည့်မယ်ဆိုရင်လည်းဒီလိုမျိုးပဲနဘာခလိုမျိုးဌာနချုပ်ကြီးရှိတဲ့နေရာကိုတော့မှတက်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဒီစစ်တွေကလည်းမဖြစ်နိုင်စရာအကြောင်းတော့လည်းမရှိဘူးပေါ့နော်တိုက်မလားမတိုက်ဘူးလားပေါ်မှာပဲမူတည်တယ်လို့ပြောရမှာဖြစ်ပါတယ်စစ်ကောင်စီဘက်ကလည်းအပြင်းထန်ခုခံဖို့အတွက်ကိုပြင်ဆင်ထားတာဖြစ်တယ်အဲ့တော့ကြည့်မယ်ဆိုရင်တော့တိတ်ခါပိုင်းရဆိုရင်စစ်ကောင်စီမှာဘာတိတ်ခါမှမရှိတော့ဘူးပါဗျာကမ္ဘာအဆင့်30ဘလောက်လဲမသိဘူးအခုဘယ်ချိန်ရောက်သွားဟိုးအောက်ရောက်သွားပြီလားတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးကြွေးကြော်ထားပါတယ်ဆိုတော့စစ်ကောင်စီရဲ့စစ်တပ်တွေကအခုဆိုရင်ခံစစ်ကိုအပြင်းထန်အသေးအံခုခံနေရတဲ့အနေအထားကိုရောက်နေတယ်ဆိုတော့သေချာပါပဲပေါ့နောက်ထပ်သတင်းတစ်ခုကတော့ဒါဒဝဲကဒူရကစစ်ကြောင်းပြောမယ်ဆိုကိုဖားကြီးကိုဖားကြီးတို့စစ်ကြောင်းပေါ့နော်ကိုဖားကြီးရဲ့ဟိုနေ့ကအင်တာဗျူးလေးတောင်မှပေါ့နော်အခြားသတင်းတွေအရန်ထူးခြားလာနေမြသူ့ရဲ့အင်တာဗျူးလေးတောင်မှနည်းနည်းဒါပျောက်သွားသလိုဖြစ်သွားသေးတယ်တကယ်ကောင်းတဲ့စစ်စင်ရေးမျိုးတွေကိုဖော်ဆောင်နေတာဖြစ်တယ်
တကယ်ကောင်းမွန်တဲ့စီနီးပြူရာတွေနဲ့တကယ်အကြံဉာဏ်ကောင်းတွေနဲ့ပေါ့နော်ဒါမြေပြင်မှာအောင်ပွဲတွေရအောင်လုပ်နေတဲ့စစ်ကြောင်းတွေလည်းဖြစ်တယ်ပေါ့နော်တပ်ဖွဲ့တွေလည်းဖြစ်တယ်ပြီးတော့ဒီတပ်ဖွဲ့တွေရဲ့တိုက်ပွဲမှတ်တမ်းရုပ်သံတွေထွက်လာပြီးဆိုတဲ့ခါကျရင်အခြားတပ်ဖွဲ့တွေကအစပေါ့နော်ဒီအားကြရတဲ့ပုံစံမျိုးတွေဖြစ်တယ်အခုပွဲမှာလည်းအဲ့လိုပုံစံမျိုးတွေလည်းမြင်တွေ့ရပါတယ်ရုပ်သံတွေလည်းတက်လာနေပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်နေရာမှာဘလို့ဆိုတဲ့ဟာမျိုးကိုဘလို့ချိန်ပြီးဘလို့စော်ထုတ်လိုက်တာဆိုတဲ့ဟာတွေကအခုချိန်ထိလုံးဝမှတ်မိနေတဲ့ရုပ်သံမှတ်တမ်းတွေလိုတော့ဖြစ်နေတာပေါ့နော်အခုလည်းဒါဒီဟိုနှစ်ကမှပေါ့နော်တိတ်မကြသေးခင်ကမှဒါအရှင်ဖမ်းမိတာတွေကောပေါ့နော်ဒါ19ယောက်ဒါအသက်မရှူတာတွေရောပေါ့နော်ပြီးတော့ကြတော့လက်နက်တွေဒါ19လက်လောက်ရတယ်ဆိုတဲ့ဟာတွေကောဒါ18လက်လား19လက်လားမသိအဲ့လောက်ရတယ်ဆိုတာတွေကောသတင်းတွေထူးခြားမှုတွေဒါဖြစ်ပြီးတဲ့နောက်ပိုင်းပေါ့နော်ဒီနေရာကိုပဲထပ်ပြီးတော့ဒူရကစစ်ကြောင်းကထပ်ကျုံးတယ်ပေါ့နော်အဲ့တော့တဝယ်မျိုးဒါမောင်မဲရှောင်းကြေးရွာမှာရှိတဲ့နိပညာတက္ကသိုလ် GDC အဲ့အရှိမှာပေါ့နော်ရှိတဲ့ဒါစစ်ကောင်စီရဲ့ gate ကိုဝင်ရောက်တိုက်ခိုက်တာစစ်ကောင်စီစစ်သား3ဦးတေဆုံးပြီးတော့တနက်3လက်နဲ့လက်ပစ်ပုံးတွေတခြားဆက်ဆက်ပစ္စည်းတွေတင်စီရရှိခဲ့တယ်ဆိုပြီးတော့ဒူရကစစ်ကြောင်းကထုတ်ပြန်ပါတယ်ဒါအခြေအနေပေးရင်ဒါကျွန်တော်ကိုဖိုင်းနဲ့လည်းဒါထပ်ပြီးတော့တွေ့ဆုံပေးမယ်ပေါ့နော်အဓိကတော့ဒီလိုမျိုးတွေတပ်ဖွဲ့တွေကဒါအနာပြူးလေးတွေလုပ်တယ်ဆိုတာကလည်းသူတို့လှုပ်ဆောင်နေတဲ့အကြောင်းတွေကိုပြည်သူသိစေချင်လို့ဖြစ်ပါတယ်ပြီးတော့ပြည်သူတွေရဲ့ပါဝင်ကူညီမှုတွေကိုဒါမျှော်လင့်တာလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့သူတို့မှနာမည်ကြီးကျင်တဲ့စိတ်ဘာစိတ်ညာစိတ်တခုမှမရှိဘူးပေါ့နော်အဲ့ဒါတွေကိုလည်းဒါသိစေချင်ပါတယ်အဲဒါကြောင့်မလို့ဒါဒီလိုမျိုးလေးတွေသတင်းတွေထုတ်ပြန်ပြီးဟေ့ဆိုတဲ့ခါကျရင်လည်းကျွန်တော်တို့ဝမ်းသာအားရဖြစ်ကြသလိုအောင်ပွဲခံရသလိုဒါကူညီပေးကြဖို့လည်းလိုပါတယ်ပေါ့နော်အဲ့တော့ဖြစ်စဉ်ကတော့မတ်လ1ရက်နေ့6နာရီမှာခီးသွားပြည်သူတွေစီကနေမတရားငွေညစ်တောင်းခံနေတဲ့ဒီ gate စကန်ပေါ့နော်အဲ့ gate စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မိနစ်30လောက်ပဲကြာအဲ့မိနစ်30အတော်အတွင်းမှာအခုလိုမျိုးအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်အဲ့ထဲမှာသဘောကျတော့အဲ့လိုတိုက်ပွဲစဖွင့်လိုက်ပါပြီဆိုတဲ့အချိန်ကလုံးဝဖွင့်လိုက်ပါပြီဖုံးလို့ဖွင့်လိုက်ပါပြီဆိုရင်တော်ညံအောင်ပြက်တာပေါ့နော်ပြင်းတာလုံးဝအနိကတ်ကြီးတက်ကြိတ်တာပေါ့နော်လမ်းဟိုဘက်ဒီဘက်အဲ့လိုပုံစံမျိုးကြီးနဲ့ကျုံးလာအဲ့တော့ဘယ်လိုဖြစ်လဲဟိုဘက်ကမာဂီရတာတွေများတာပေါ့လေနော်ဒါပေမဲ့လည်းအဲ့နေရာကစစ်ကောင်စီကတကယ်ပြောရင်ပထမတစ်ခါလဲပြင်းခံရပြီးသားဒါကိုအမှတ်မရှိဘဲနဲ့ထပ်ပြီးတော့ပေါ့နော်အဲ့နေရာမှာထပ်ပြီးတော့ဒါဂိတ်ကောက်တယ်အဓိကတော့ပြည်သူလူထုကိုနှိပ်စက်ငွေညှစ်တယ်ပေါ့နော်ဒါမျိုးတွေကိုဆက်ပြီးတော့လုံနေတော့မယ်အဲ့လိုကောင်မျိုးတွေအခုအသက်မရှူပဲဖြစ်သွားတာပေါ့နော်ပြီးတော့လုံးဝပြစ်တာလဲတကယ်စကုတ်ကြီးနဲ့ဗျာစကုတ်ကြီးနဲ့တစ်ချက်ချင်းဖြုတ်တာအဲ့ဒီဟာကိုရမ်းပြစ်တာမဟုတ်ဗျာအဲ့ဒီဟာကိုကျွန်တော်အရန်သဘောကျလုံးဝရန်သူကိုရန်သူရှိပါလေဆိုတဲ့နေရာကိုချိန်ပြီးတော့တစ်ချက်ချင်းဖြုတ်တာပေါ့နော်အဲ့လိုဟာမျိုးတွေကတကယ်အားရစရာကောင်းတယ်အဲ့ပွဲမှာစစ်ကောင်စီဘက်က3အသက်မရှူဖြစ်တယ် MA1 2လက်ရတယ် G3 1လက်ရတယ်လက်ပစ်ပေါက်တစ်လုံး G3G 100 MAG 100ကြီးပေါက်5ခုပေါ့နော်ပြီးရင်ဆက်ဆက်ပစ္စည်းတွေတင်စီရရှိခဲ့တာဖြစ်တယ်အဲ့တော့ဒီတိုက်ပွဲကိုဒါတဝယ်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ရဲ့ဒူရကစစ်ကြောင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးအရှိန်မြင့်ဆောင်ရွက်နေတာကြောင့်မလို့မိဘပြည်သူတွေအနေနဲ့သွားလာကြတဲ့အခါစစ်ရေးသတိရှိဖို့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုအထူးသတိထားကြဖို့ပြီးရင်ဒါစစ်ကောင်စီစစ်သားနဲ့ရဲတွေကိုလည်းဒါအမှန်တရားဘက်ပြည်သူဘက်အမြန်ဆုံးရပ်တည်ဖို့ဒူရကစစ်ကြောင်းကထုတ်ပြန်ထားတာရှိပါတယ်ဗောနော်အဲ့တော့ဒါကလည်းအားရစရာကောင်းပါတယ်ကိုဖားကြီးကပြောသွားတယ်အဲ့ဒီပထမအင်တာဗျူးလုပ်ကိုဖားကြီးကပြောသွားတယ်ဗောနော်ပထမအင်တာဗျူးလုပ်တဲ့အချိန်မှာအကိုတဲ့ကျွန်တော်ကနောက်ထပ်လာအောင်ပါအဲ့လိုပြောသွားစစ်ကောင်စီစစ်သားတွေကိုလည်းအဲ့လိုမျိုးအတီလင်းပြောသွားတယ်တကယ်လာတာပဲလာတဲ့အချိန်မှာလည်းစစ်ကောင်စီစစ်သားတွေမတားနိုင်ပါဘူးရဲတွေမတားနိုင်ပါဘူးလောက်တိုင်းမှာဖြစ်နေတဲ့အနေအထားပါဗောနော်အဲ့တော့တကယ်ကျန်းတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်အကူအညီမှုတွေထောက်ပံ့မှုတွေလည်းလိုအပ်ပါတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်